နီပေါကတော့ကျွန်တော်ရဲ့28နိုင်ငံမြောက်အလည်ရောက်ခဲ့တဲ့နိုင်ငံပါနီပေါနိုင်ငံဟာအသုံးစရိတ်အရန်သက်သာတဲ့နိုင်ငံလို့ဆိုနိုင်ပါတယ်နေထိုင်စားသောက်စရိတ်သက်သာတော်မူရက်ရှည်နေထိုင်လက်ပတ်နိုင်ကြတဲ့နိုင်ငံတစ်ခုလည်းဖြစ်ပါတယ်လေရင်ကားကတော့အချိန်အခါပေါ်မူတည်ပြီးဈေးကြီးတာဈေးသက်သာတာရှိတတ်တာတစ်ခုကြောင့်ပဲကုန်ကျစရိတ်များနိုင်တာမျိုးမို့နီပေါဟာလူငယ်တွေတကူတော့ခီးနေမယ်ဆိုရင်တော့တိတ်အဆင်ပြေတဲ့နိုင်ငံတစ်ခုလို့ဆိုနိုင်ပါတယ်ဘင်္ဂလီခီးသွားရတောင်လုံခြုံမှုရှိတဲ့နီပေါနိုင်ငံဟာဥရောပနိုင်ငံသားတွေအလားအများဆုံးနိုင်ငံတစ်ခုဖြစ်ပြီးတောတောင်ရေမြေသဘာဝအလှပရေခဲတောင်ရိုးရာဓလေ့ကျေးလက်နေထိုင်မှုမြို့ပြညကဘာအားလုံးဟာပြည့်စုံနေတာကြောင့်နီပေါနိုင်ငံကိုသွားလိုက်မယ်ဆိုရင်ဘာတွေသိထားသင့်တယ်လဲဆိုတာကိုကြိုတင်သိရှိပြင်ဆင်နိုင်ဖို့ကျွန်တော်သိထားသမျှဝေမျှပေးလိုက်ပါတယ်Subscribe, like, share and subscribe. Like. နီပေါနိုင်ငံဆိုတာနီပေါလို့ကျွန်တော်တို့အလွယ်ခေါ်ဆိုကြတဲ့ Federal Democratic Republic of Nepal ဟာတောင်အာရှနိုင်ငံတွေထဲမှာကုန်းနှင်းပိတ်နိုင်ငံတစ်ခုဖြစ်ပါတယ်။ဟိမဝန္တာတောင်တန်းတောင်ဘက်ရဲ့တောင်ဆောင်ပိုင်းမှာတည်ရှိနေပြီးတော့မြောက်ပိုင်းမှာတိဘက်တရုတ်အရှေ့အနောက်နဲ့တောင်ပိုင်းတို့မှာအိန္ဒိယနိုင်ငံတွေနဲ့ထိစပ်နေပါတယ်။နိုင်ငံဧရိယာကျယ်ဝန်းပြီးလူဦးရေတန်း30ခန့်ရှိတာမို့ကမ္ဘာမှာလူဦးရေအများဆုံးနိုင်ငံစီးရင်မှာ41အဆင့်ရှိပါတယ်။မြို့တော်ကတော့ Kathmandu ဖြစ်ပါတယ်။ထူးခြားတာကကမ္ဘာမှာအမြင့်ဆုံးတောင်ကြီး10လုံးနဲ့9လုံးဟာနီပေါနိုင်ငံမှာတည်ရှိနေတာပါပဲအဲ့ဒီထဲမှာကမ္ဘာအမြင့်ဆုံးတောင်ဖြစ်တဲ့ Everest တောင်လည်းပါဝင်ပါတယ်ဗုဒ္ဓဘုရားရှင်ဂေါတမမွေးဖွားခဲ့ရာဒေသအဖြစ်ဗုဒ္ဓဘာသာဝင်များရဲ့အလေးအမြတ်ထားခံရတဲ့ဒေသတစ်ခုဖြစ်ပါတယ်ဘီရင်အုပ်ချုပ်မှုစနစ်ကို1868ခုနှစ်ကတည်းကရာနာဆွေမျိုးစုခေါင်းဆောင်တွေစီအာဏာလွှဲပြောင်းပေးခဲ့ရပြီးရာနာဆွေမျိုးစုဟာအဲ့အချိန်ကတည်းကဝန်ကြီးချုပ်ရာထူးကိုဆက်ခံလာခဲ့ကြပါတယ်1923ခုနှစ်မှာဗြိတိရှ်ကလုံးဝလွတ်လပ်တဲ့နိုင်ငံဖြစ်နီပေါနိုင်ငံကိုအတိအမှတ်ပြုခဲ့ပါတယ်1950ပြည့်နှစ်မှာစတင်တဲ့တော်လှန်ရေးအပြီးမှာတော့ရာနာဆွေမျိုးစုဟာလည်းဝန်ကြီးချုပ်ရာထူးကိုဆွန့်လွတ်သွားခဲ့ရပြီးဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနဲ့အုပ်ချုပ်ခဲ့ကြတယ်လို့သိရပါတယ်နိုင်ငံရေးရမှာတော့ပြည်သူတွေကကျေနပ်အားရမှုမရှိသေးပါဘူး2025ခုနှစ်အစောပိုင်းတုန်းကလည်းမြို့တော်ကတ်မန်ဒူမှာအရေးခင်းကြီးဖြစ်ပေါ်ခဲ့ပြီးဒီဖြစ်ရကြောင့်အစိုးရအဖွဲ့တာဝန်မှနှုတ်ထွက်ခဲ့ရတယ်လို့ယာယီအုပ်ချုပ်မှုကာလလည်းဖြစ်နေပါတယ်လက်ရှိတာဝန်ယူနေတဲ့အုပ်ချုပ်သူတွေအပေါ်မှာလည်းကျေနပ်အားရမှုမရှိသေးတာကြောင့်ဆန္ဒပြမှုအနည်းငယ်ရှိနေကြသေးပြီးမကြာခင်ပြုလုပ်မယ့်ရွေးကောက်ပွဲအခြေအနေကိုစောင့်မျှော်နေကြပါတယ်နီပေါကိုခီးတော့ဖို့အကောင်းဆုံးချိန်နီပေါနိုင်ငံဟာမိုးရွာသွန်းမှုရှိတတ်တဲ့နိုင်ငံဖြစ်တာမို့ခီးသွားမဲ့သူတွေဟာရာသီဥတုကောင်းမွန်တဲ့အောက်တိုဘာနိုဝင်ဘာမတ်နဲ့မေလတွေမှာခီးအသွားတင်ဆုံးဖြစ်ပါတယ်ဒီအချိန်တွေမှာရာသီဥတုလည်းမပြင်းထန်သေးပဲကြည်လင်တဲ့ကောင်းကင်ကြောင့်ရေခဲတောင်တွေကိုလည်းရှင်းရှင်းလင်းလင်းမြင်တွေ့ရတယ်လို့နေထိုင်သွားလာဖို့လည်းတက်တောင့်တက်တာဖြစ်ကြရပါတယ်ဒီဇင်ဘာကနေဖေဖော်ဝါရီလအထိကတော့ရာသီဥတုအေးမြလွန်တက်ပေမဲ့ trekking သွားဖို့ဆိုရင်တော့အထူးသင့်လျော်ပြန်ပါတယ်ဈေးသက်သာဆုံးသွားခြင်းတော့မိုးကြတဲ့ဇွန်လကနေဩဂတ်လကြားသွားလေတင်တာပါပဲမိုးရင်းကာလမှာသတိပြုစရာတော့မြေပြိုထက်တာမျိုးမို့အဲ့အချိန်လာလေရင် trekking သွားတာမျိုးမပြုလုပ်သင့်သေးဘူးလို့ဆိုပါတယ်ပွဲတော်တွေကတော့တစ်နှစ်ပတ်လုံးလိုရှိနေတတ်တာကြောင့်ကိုသွားခြင်းတဲ့အချိန်နဲ့အနည်းဆုံးကျင်းပမဲ့ပွဲတော်ဘာရှိမလဲဆိုတာကိုကြိုတင်ကြည့်ရှုပြီးတော့သွားလာလဲပတ်နိုင်ကြပါတယ်ဘာတွေကြိုသိထားရမလဲကြိုပြင်ဆင်ရမလဲကျွန်တော်လေပတ်ခဲ့တဲ့နိုင်ငံတွေလိုက်ဘာတွေကြိုပြင်ဆင်ရမလဲဆိုတာကိုကျွန်တော်အတွေ့အကြုံလေးတွေပေါ်အခြေခံပြီးတင်ပြတတ်တဲ့အတိုင်းနီပေါနိုင်ငံမှာသွားလေခင်မှာဘာတွေကြိုတင်ပြင်ဆင်ရမလဲဆိုတာတွေကိုစူးစီးတင်ပြပေးလိုက်ပါတယ်သွားရေးလာရေးနီပေါနိုင်ငံကိုသွားဖို့မြန်မာနိုင်ငံကနေဆိုရင်တော့ထိုင်းနိုင်ငံဘန်ကောက်ကိုတဆင့်ခံပြီးသွားလာရမှာဖြစ်ပါတယ်။တိုက်ရိုက်လေမရှိသေးပါဘူး။လေကတော့ဘတ်ဂျက်လေကနေအစားအစာရွေးချယ်နိုင်ကြပါတယ်။ luggage ကီလိုမပါတဲ့ဘတ်ဂျက်လေတွေကတော့အထူးဈေးသက်သာပြီးအသွားပြန်ဒေါ်လာ150ဝန်းကျင်လောက်နဲ့စတင်ရရှိနိုင်ပါတယ်။ပုံမှန်လေတွေကတော့ဒေါ်လာ250ကနေ600ခန့်အထိအချိန်ကာလပေါ်မူတည်ပြီးရှိတတ်ပါတယ်။နီပေါကိုရောက်ရင်မြို့ရင်းဟိုသွားတီသွားကားငှားဖို့ InDrive ဆိုတဲ့ app ကိုသုံးတက်ရင်ပို့ပြီးတော့အဆင်ပြေပါတယ်။သူတို့ local တွေကတော့ Yango ဆိုတဲ့ app ကိုအသုံးပြုကြပါတယ်။ပူဈေးသက်သာတွေလည်းပြောပါတယ်။ကျွန်တော် Yango ကိုသုံးပြီးငှားတိုင်းတော့ကားမရပါဘူး။နိုင်ငံခြားသားတွေအတွက် InDrive နဲ့ပဲပို့အဆင်ပြေမယ်ထင်ပါတယ်။
အခုကတော့ကျွန်တော် Android phone မှာရတယ်ရန်ကုန်မှာမရဘူးအဲ့တော့ Android ကနေပဲငှားလိုက်တယ်ဒီမှာ Android ပဲကျွန်တော်တို့ဟိုမှာ Grab တို့ဘာလို့သုံးလို့ပဲတခုပဲကျွန်တော်ဒီဟာတွေ payment က card နဲ့ချိတ်လို့မရဘူးသူတို့ cash နဲ့ပေးမှရမယ်ဆိုတော့ကျွန်တော်တို့ကလက်ထဲမှာ in-hand cash တော့ဆောင်ထားမှရမယ်သူတို့မှာ2မျိုးပဲရှိရ payment ကသူတို့နီပေါနိုင်ငံသုံးတဲ့ QR နဲ့နောက် cash နဲ့ပေါ့နော်ဆိုတော့အဲ cash လေးတော့ဆောင်ထားဖို့လိုတယ် Hello Good afternoon. ဆိုင်ကယ်နဲ့ကာငှားစီးနိုင်ပါတယ်ငွေပေးချေတဲ့နေရာမှာတော့နိုင်ငံသားတွေကငွေသားပဲသုံးရပါတယ်ကတ်နဲ့ချိတ်လို့မရပါဘူးအဲ့တခုတော့သဘောမကျဖြစ်မိပါတယ်ဒီအတိုင်းလက်တာငှားစီးတာမျိုးလည်းရပါတယ်ဈေးစကားတော့ပြောရမှာဖြစ်လို့ကိုကနေမီမကျွမ်းကျင်တဲ့အခါဘလောက်ပဲဒေတာခံတွေကောင်းပါတယ်ပြောဈေးဖို့တောင်းတာမျိုးနဲ့တော့ကြုံရတတ်ပါတယ်ဒါကြောင့်ခီးသွားတွေအတွက် application တွေသုံးပြီးတော့ကားငှားတာကအကောင်းဆုံးဖြစ်ပါတယ် ဒီမှာသုံးလို့ရတဲ့ application တော်တော်များများမှာတော့အဆင်ပြေပါတယ်တော်တော်များများကဟိုဒီမှာမောင်းတဲ့ကားဆရာ driver တွေတော်တော်များများ English စကားကောင်းကောင်းပြောနိုင်ကြတာများတယ်ဆိုတော့အရင်စိတ်ပူကြမရှိဘူးပေါ့နော်သူတို့ app တွေကကြတော့ဓာတ်ပုံတွေပါပို့လို့မရဘူးနေရာပြောတဲ့ခါကြလို့ရှင်တော့နည်းနည်းလေးခက်တယ်ကိုအဲ့တော့ကိုကငါကားငှားမယ်ဆိုလို့ရှိရင်တိတာထင်ရှားတဲ့နေရာလေးတစ်ခုနာသွားပြီးတော့ကားငှားတာပို့ပြီးအဆင်ပြေတယ်ပေါ့နော်ဆိုလို့ရှိရင်ဒီ internet connection ရဲ့ error နဲ့ဗာနဲ့ဆိုလို့ရှိရင်ကိုယ့်ရဲ့နေရာလွဲသွားမှာဆိုရဲအဲတော်တော်များများ driver ရှိတော်တော်များများဖုန်းအရင်ခေါ်တယ်ခေါ်ပြီးတော့မှသူတို့ကဘယ်ညမှာလဲနင်းရဲ့နေရာမှန်ရဲ့လားဆိုပြီးတော့အမြဲတမ်း confirm လုပ်လို့ရှိတယ်ဆိုတော့ကိုကဟို app နဲ့ပြောရဲဆိုပေမဲ့လည်းစကားကတော့အမြဲတမ်းဖုန်းနဲ့ပြောနေရတယ်လို့ဖြစ်နေတာပေါ့နော်နောက်ဒီနီပေါမှာပြဿနာတစ်ခုကကျတော့ကားနံပါတ်တွေပေါ့နော်ကားနံပါတ်တွေအကုန်လုံးက English လို့ရေးထားတာမရှိဘူးသူကNepali language နဲ့ရေးထားတာဖြစ်တဲ့အတွက်ဒီကိန်းကနန်းတွေကကြတော့ English ကိန်းကနန်းတွေเนาะကျွန်တော်တို့ရင်းနှီးထားတဲ့ကိန်းကနန်းတွေနဲ့မတူနေဘူးမတူနေတော့ဖတ်ရနေခက်တာပေါ့ဥပမာကျွန်တော်အခုစီးလာတဲ့ကားဆိုလို့ရှိရင်935505ဒါပေမဲ့တို့ရဲ့ Nepali language မှာရေးထားတဲ့ကိန်းကနန်းရဆိုလို့ရှိရင်ကြတော့4နဲ့တော့တူနေငါအဲ့တော့434လို့လိုပါလို့ဖြစ်နေတော့နည်းနည်းလေးတော့အမြဲတမ်းတိုင်ပတ်အဲ့တော့ကျွန်တော်ကဘာလုပ်ထားလဲဆိုရင်ကျွန်တော်ရဲ့ဖုန်းထဲမှာအဲ Google Search ကနေပြီးတော့ကိန်းကနန်းတွေပေါ့နော်အားလုံးကိုကျွန်တော်တွားချထားလိုက်တဲ့ number တွေကိုသူတို့ဘယ်လိုပေါင်းလဲအဲ့တော့ကျွန်တော်ကားငှားပြီဆိုလို့ရှိရင်ကားနံပါတ်ကထားပါတော့ဒီကားဆို505ဆိုလို့ရှိရင်ကျွန်တော်ကအဲ့မှာ5ကဘယ်လိုပုံစံလဲဆိုတာတွားကြည့်ထားလိုက်တယ်အဲ့တော့5ကလေးလေးနဲ့တူနေပါလားလို့ကျွန်တော်ကသိထားတယ်ဆိုလို့ရှိရင်အဲ့ဒါဆိုမှန်းလုံးလေးရသွားပြီပေါ့နော်ဒီကားနံပါတ်ကငါစီးရမယ့်ကားနံပါတ်နှုတ်ဆိုခဏခဏဒီမှာကားမှားပါတယ်ကားမှားပြီးတက်တာတွေခဏခဏဖြစ်တယ်ပေါ့စိုက်ကားတွေလည်းရှိပါတယ်မြို့ဟောင်းတွေကိုလဲမယ်ဆိုရင်စိုက်ကားတွေစီးပြီးလဲရတာဟာလည်းအရသာတစ်မျိုးပါဗီဇာကျွန်တော်တို့မြန်မာအတွက်နီပေါနိုင်ငံကို on arrival visa နဲ့ဝင်ရောက်နိုင်ပါတယ်ကိုနေထိုင်မဲ့ရက်ပေါ်မူတည်ပြီးဗီဇာကြီးကွာခြားပါတယ်15ရက်ကိုဒေါ်လာ30ရက်30ကိုဒေါ်လာ50နဲ့ရက်90ကို125ဒေါ်လာအသီးသီးကျတင်ပါလိမ့်မယ်လေမောဆင်းလာပြီးလာဝကောက်မဝင်ခင်ဘယ်ဘက်ချမ်းမှာကောင်တာ2ခုရှိပါတယ်ဗီဇာလျှောက်ထားမယ့်နေရာနဲ့ငွေသွင်းကောင်တာတွေပဲဖြစ်ပါတယ်တန်းစီပြီး passport ပြလျှောက်ထားရုံပါပဲ passport အရွယ်ဓာတ်ပုံတစ်ပုံတော့ဓာတ်ပုံထုတ်လာတာမျိုးအနည်းဆုံးတော့ soft copy ဖုန်းနဲ့ထည့်လာတာမျိုးတော့လုပ်ဆောင်ရပါမယ်ဒီလိုမျိုး arrival visa ယူကြသူများတာမို့လို့တန်းစီရတာမကြိုက်ရင်တော့ကျွန်တော်လိုမျိုးတရက်ကြို online ကနေ arrival visa လျှောက်ကြည့်နိုင်ပါတယ်ဗီဇာလျှောက်ထားဖို့ပေးထားတဲ့အချက်လက်တွေကိုဖြည့်ပေးပြီးငွေသွင်းတဲ့အဆင့်မှာတော့နည်းနည်းလေးတိုင်ပတ်တတ်ပါတယ်။ငွေကြိုသွင်းတာကိုတော့ Visa Master Card တစ်မျိုးမျိုးနဲ့ချိတ်ဆက်လုပ်ဆောင်နိုင်ပါတယ်။တခါတရံမှာငွေပေးသွင်းလိုက်ပေမဲ့ browser မှာဘာမှဆက်မပြတော့တာမျိုးဖြစ်တတ်ပါတယ်။အကယ်လို့ကိုယ့်ဘဏ်ထဲကနေငွေဖြတ်သွားကြောင်းတေးကြတယ်ဆိုလို့ရှိရင်တော့သူတို့စီကို email ပို့ပြီး follow up လုပ်လို့ရပါတယ်။တေးချပြန်ဖြည့်ပေးတာမလို့ငွေဖြတ်သွားတာတေးကြရင်သူတို့မှာငွေဝင်ပြီးမို့လို့လှုပ်ဆောင်မှုအဆင့်ဆင့်ပြီးဆုံးသွားပြီဖြစ်ပါတယ်။ကိုစီကိုလည်းငွေမသွင်းမိကလေးကဗီဇာအတွက် email ကြိုရောက်နေနိုင်ပါတယ်။အဲ့ email ထဲမှာပါတဲ့ attach file ကို print ထုတ်ပြီးတော့ယူသွားရုံပါပဲ။အကယ်လို့ကိုမှငွေသွင်းစရာကတ်မရှိနေရင်လည်းဟိုရောက်မှငွေသွင်းလို့ရပါတယ်။ Visa arrival counter ဘေးမှာငွေသွင်းကောင်တာရှိတာမလို့အဲ့ကိုတန်းသွားပြီးငွေသွင်းရုံပါပဲ။ပြီးရင်လဝကကောင်တာတွေကိုဖျက်ရပါတယ်။လဝကအရာရှိကို visa file ပြပေးရပါတယ်။အဲ့ဒီမှာ visa ကြိုလျှောက်ပြီးငွေသွင်းထားတဲ့သူတွေကိုလဝကအရာရှိကပဲတခါတည်း visa sticker ကိုကပ်ပေးပြီးအဝင်နှုန်းထုပေးလိုက်မှာဖြစ်ပါတယ်။အရန်လွယ်ကူအဆင်ပြေပါတယ်။ငွေကြေးနီပေါဟာနေပလီရူပီကိုအသုံးပြုပါတယ်။$1ကို140ရူပီရပါတယ်။ငွေလဲကောင်တာတွေကိုလေးစိတ်အဝင်ကနေခီးသွားများတဲ့နေရာအနှံ့မှာအများအပြားတွေ့ရတာမလို့ငွေလဲဖို့စိတ်မပူပါဘူး။
ATM တွေလည်းအများပြားရှိပြီးတော့ကိုယ့်ရဲ့ Visa Mastercard တွေကနေငွေထုတ်သုံးစွဲလို့လည်းရနိုင်ပါတယ်။ငွေလဲရမှာ passport ပြစရာမလိုပဲငွေလဲနိုင်ကြမှာဖြစ်ပါတယ်။ငွေလဲမယ်ဆိုရင် US dollars, euros, pound, Australian dollars, Canadian dollars, Japanese yen, Singaporean dollars အပါအဝင်ကိုရီးယား ထိုင်းစသဖြင့်နိုင်ငံတော်တော်များများရဲ့ငွေကြေးတွေကိုလဲလှယ်နိုင်ကြပါတယ်။ဘာသာစကားရုံးသုံးတဲ့အဓိကဘာသာစကားကတော့နေပါလီဘာသာစကားပါဘာသာစကားပေါင်း124မျိုးရှိတာမို့ဒေသအလိုက်အသုံးပြုတဲ့စကားကွာခြားမှုရှိနိုင်ပါတယ်လက်ရှိမှာတော့ဒေသသရအလိုက်အသုံးပြုတဲ့တရားဝင်ဘာသာစကား14မျိုးရှိတယ်လို့သိရပါတယ်အင်္ဂလိပ်စကားကိုကောင်းကောင်းပြောနိုင်ကြသူတွေအထူးများပြားပါတယ်ဒါကခီးသွွားတွေအတွက်အထူးအဆင်ပြေစေတာပါဒါအပြင်ခီးသွွားနိုင်ငံတစ်ခုဖြစ်တာမို့ခီးသွွားများတတ်တဲ့တရုတ်တောင်ကိုရီးယားနဲ့ဥရောပနိုင်ငံတွေကဘာသာစကားတွေကိုပါတက်ကျွမ်းသူတွေရှိနေတာကိုပါမြင်ရပါတယ်အချိန်ကွာခြားချက်မြန်မာနဲ့နီပေါ်အချိန်အဖြစ်45မိနစ်ကွာခြားပါတယ်မြန်မာကနီပေါ်ထက်45မိနစ်စောတာဖြစ်ပါတယ်ကိုးကွယ်ယုံကြည်မှုနီပေါ်နိုင်ငံရဲ့အဓိကကိုးကွယ်ယုံကြည်မှုဟာဟိန္ဒူဘာသာဖြစ်ပြီးလူဦးရေရဲ့81%ရှိပါတယ်ဗုဒ္ဓဘုရားရှင်မွေးဖွားတဲ့အရက်ဖြစ်ပေမဲ့ဗုဒ္ဓဘာသာဝင်ကတော့9%သာရှိပြီးအစ္စလာမ်ဘာသာဝင်9%နဲ့ခရစ်ယာန်ဘာသာဝင်1.9%ရှိပါတယ်ကီရန်ဘာသာဝင်တွေလည်းရှိသေးပြီးလူဦးရေရဲ့3%ကျော်ကိုးကွယ်ကြတာမို့ကိုးကွယ်သူများပြားတယ်လို့လည်းဆိုနိုင်ပါတယ်ဟိန္ဒူဘာသာဝင်အထူးများပြားတာကြောင့်ရောနိုင်ငံတော်ရဲ့တရိษံအဖြစ်နွားကိုတတ်မှတ်ထားတာကြောင့်ရောနီပေါ်နိုင်ငံမှာအမဲသားတက်ဖြစ်ရောင်းချခြင်းကိုတားမြစ်ထားတဲ့အတွက်အမဲသားဟင်းလျာကိုတော့တွေ့မြင်ကြမှာမဟုတ်ပါဘူးအမဲသားစားကျွဲသားကိုချက်ပြုတ်စားသုံးရောင်းချကြပါတယ်လူမှုဆက်ဆံရေးနီပေါ်နိုင်ငံမှာတိုင်းသားလူမျိုးစုများစွာရှိနေပါတယ်ဂေါ်ရခါလူမျိုးအများဆုံးဖြစ်ပြီးတော့ပူရမ်မဂါမိုရမစ်နီဝါလင်လူလက်ပချာစသဖြင့်လူမျိုးများစွာရှိနေကြပါတယ်။နီပေါ်နိုင်ငံသားတွေဟာရိုးရှင်းအေးချမ်းစွာနေထိုင်လိုသူတွေလို့ရေဘူးရမြင်တွေ့ခံစားရပါတယ်။အလုပ်လုပ်တဲ့နေရာမှာလည်းစိတ်အားထက်သန်စွာနဲ့ရိုးကျိုးနှိမ့်ချစွာအလုပ်လုပ်တဲ့သူများမို့ဝန်ဆောင်မှုပိုင်းမှာစိတ်တိုင်းကျရတဲ့သူမျိုးဖြစ်ပါတယ်။ tip မျှော်တာမျိုးလည်းမရှိနေကြပါဘူး။ပြီးရင်တော့လူတိုင်းပြောတာပေါ့ဗျာ။ခီးသွွားလုပ်ငန်းကိုတီမီနေတဲ့နိုင်ငံတစ်ခုမို့လို့ခီးသွွားဧည့်သည်တွေကိုအလေးထားမှုရှိပါတယ်။ရင်ထဲကလာတဲ့အပြုံးနဲ့စကားပြောဟန်တွေကိုခန်းစားကြပြီးတော့အကူအညီပေးခြင်းစိတ်ဟာအရွယ်ငယ်ငယ်ကလေးကစရှိနေကြတာကိုလက်တွေ့သိမြင်ရပါတယ်။ Or maybe he's turning back right နီပေါ်ကလေးတွေလူငယ်တွေအရန်တော်ကြတာပဲဆိုတော့အင်္ဂလိပ်စာလည်းကောင်းတယ်နောက်ကျွန်တော်တို့ကူညီပေးရလဲတော်တော်လေးကျေးဇူးတင်တယ်အခုကျွန်တော်ဒီမှာတော်တော်လေးဒုက္ခရောက် taxi ကတော်တော်များများ taxi application ကတော့ဒီမှာကောင်းကောင်းမရနိုင်တော့သူတို့နှစ်ယောက်ကူပေးလို့သာရသွားတာဟုတ်သူတို့ကျေးဇူးအများကြီးတင်ပါတယ် Thank you so much How do you say thank you in Nepali Toneba Thank you guys bye bye စကားများများပြောလာလေပိုရင်းနှီးလာလေဖြစ်ပြီးကိုယ့်ကိုပိုခင်မင်တက်လာတာမျိုးမြင်ကြရပါလိမ့်မယ် service ကြေးပေးငှားထားတာမျိုးမဟုတ်ရင်မလုပ်ပေးကြတာမျိုးကိုအခြားနိုင်ငံတချို့မှာမြင်တွေ့မှုပါလိမ့်မယ်ဒီနိုင်ငံမှာတော့ကိုယ့်ငှားထားတာမဟုတ်ရင်တော့လိုအပ်ရင်အားတက်တယ်ရောကူညီလမ်းပြပေးတတ်ကြပါတယ်စိတ်တဲ့အတော်ကောင်းတဲ့လူမျိုးပါပဲ SIM ကတ်ဝယ်မယ်အခုနောက်ပိုင်းတော့ eSIM တွေခေတ်စားလာတဲ့အလျောက်Agoda တို့လို application တွေကနေနီပေါ်မလာခင်ကတည်းက eSIM တွေကြိုဝယ်ထားနိုင်ကြပါတယ်။ Airolo, Holafly, Nomad တို့လို eSIM ဝန်ဆောင်မှုပေးတဲ့သူတွေကနေကြိုတင်ဝယ်ယူအသုံးပြုနိုင်ကြပါတယ်။ eSIM တွေကတော့ internet ဈေးအနည်းငယ်မြင့်တက်ပါတယ်။ဟိုရောက်မှလေးစိတ်ထဲမှာရှိတဲ့နှစ်သက်ရ operator တစ်ခုခုမှလည်း SIM ကတ်တွေဝယ်ယူနိုင်ပါတယ်။ Ncell ကိုတော့လူသုံးများပါတယ်။ Nippon Telecom NTC ကိုတော့ရေခဲတောင်တက်မိသူတွေပိုသုံးစွဲတင်ပါတယ်။ 4G LTE ပဲရပါဦးမယ်။ local operator တွေရဲ့ data package တွေက28ရက်3 25 GB ကိုရူပီ$1000 ခန့်ပဲကျသင့်တာမျိုးမို့အတော်တန်ပါတယ် data package ရွေးချယ်စရာတွေလည်းအများကြီးရှိပါသေးတယ်အဝတ်အစားပြင်ဆင်မယ်နီပေါ်ကိုဖျားဖူးယုံမဲလာတာဆိုရင်တော့အယောင်တောက်တောက်လှလှလေးတွေယူလာဖို့တင်ပါတယ်အော်တိုဘာလကနေဖေဖော်ဝါရီလအတွင်းလာရင်တော့အနှွေးတွေထူထူလေးတွေယူလာခဲ့ဖို့လိုအပ်ပါတယ်မိုးရင်းကာလမှာလည်းမိုးများတယ်လို့မိုးကဝစ်စုံလေးလိုပါမယ်trekking နဲ့ hiking သမားတွေအတွက်အထူးပြောပြကြမလို့လောက်ဘူးလို့ထင်ပါတယ်သူတို့လုပ်နေကြသူတို့ပါနှက်ပြီးသားဖြစ်ပါတယ် mountain gear တွေ trekking gear တွေကိုတကူးတငတ်မတည်လာခြင်းရင်တော့ Kathmandu မြို့မှာပဲတက်တက်တာနဲ့ဝယ်နိုင်ကြပါသေးတယ်ဈေးတော်တက်တာပါတယ်အနှွေးတွေမပါလာလို့လည်းစိတ်ဝင်ညစ်ပါတယ်အဲ့ဒီမှာလေဖောင်းအနှွေးတွေရော fashion ကြတဲ့အနှွေးတွေရောအမျိုးမျိုးရှိပါတယ်ဈေးလည်းအရန်တက်တာပါတယ်တောင်တက်သမားတွေကတော့ gear တွေကို Kathmandu မှာဝယ်တာအသက်သာဆုံးပဲဖြစ်ပါတယ်တခြားနေမျိုးတွေမှာတော့တည်ယူစည်းကြောက်ထင်ပါတယ်ဈေးပိုကြီးတတ်ပါတယ်စကန် market လည်းရှိနေတာမျိုးမို့ကိုယ်စင်ပြေအောင်ဝင်နိုင်ကြပါတယ်အစားအသောက်
မြန်မာစားတပ်ပုံစံနဲ့တူတာမို့အစားပြတ်မှာမပူရပါဘူးထမင်းနဲ့ဟင်းတွဲစားတဲ့ပုံစံမျိုးပါပဲခောက်ဆွဲမျိုးလဲစားသလိုထမင်းနဲ့ဟင်းနေပလီပုံစံစားတောက်ကြပါတယ်မိုမိုးဆိုတဲ့ဖက်ထုတ်ကိုလည်းအကျော်အပေါင်းအပြုတ်မျိုးစုံလို့ရောင်းပါတယ်စားလည်းကောင်းပါတယ်ဒီမှာကျတော့သူတို့မိုမိုဆိုတဲ့ဖက်ထုတ်ကိုဒီကကောင်းနေလို့ပြောကြတယ်ကောင်းတဲ့ဒီမိုမိုဝစ်တီးနဲ့ရောင်းတဲ့ဆိုင်တွေလည်းရှိတယ်အထူးသဖြင့်ဒီမှာနာမည်ကြီးတာ Black Flow မိုမိုပေါ့ဆွဲတာဖက်ထုတ်ပြောရပါတော့အကျော်ရင်ပေါင်းထားရတာကျွန်တော်တို့အပေါင်းထားပါဘူး အမွှေးကြိုင်လည်းမများတာမို့လို့မြန်မာစားစာနဲ့နီးစပ်သွားတယ်လို့ယူဆပါတယ်ဒီနေ့ညတော့ကျွန်တော်ကဒင်နာကိုနည်းနည်းနာမည်ကြီးနေတဲ့ review ကောင်းတဲ့ဆိုင်လေးတစ်ဆိုင်သွားစားတာပေါ့နော်ကျွန်တော်တို့ဟိုတင်နေတိတ်မဝေးဘူးအဲ့ဆိုင်လေးမှာသွားစားဖြစ်တာဆိုတော့အဲ့ဆိုင်လေးမှာ Graffiti Restaurant and Bar ဆိုတာလေးဒီဟာလေးအဲ့နာမှာသွားစားရဲဆိုတော့သူ့မှာအများတော့ပြည့်ဒီ review ရေးကြတာဒီကောင်လေးဆိုအရင်ကောင်းတယ်လို့ပြောတာပဲမိုမိုမှာဒါဆိုလို့ရှိရင်တော့ဟိုပါပေါ့သူတို့ရဲ့ data တကယ်စစ်ကျွဲသားနဲ့စားတာပေါ့နော် buffalo နဲ့ဆိုတော့ဒီမတိုင်းပြန်ကျွန်တော်ကျွဲသားတစ်ခါမှမသားဘူးလေဒါပထမဆုံးသားဘူးမှာပဲဆိုတော့နည်းနည်းတော့ရင်ခုတ်ပါတယ်သူ presentation လေးလာတယ်ကြီးနော်တော့အဲ့ကျွန်တော်တို့ဟိုရှီကမုံရင်းကားတို့အုံနုခွက်ခွဲလို့ပဲတပ်မြန်သူကထည့်ပေးတာအမေသားနဲ့အရသာတူရဒါပေမဲ့ညလည်းမရှိဘူးသူတို့လှုပ်ထားကြတော့တားလို့ကောင်းမပြောအောင်အထဲထဲမှာဆိုလို့ရှိရင်တော့ဟိုလေးနဲ့အသားအဲ့လိုလေးထည့်ထားပြီးတော့တော်တော်လေးအဆင်ပြေတယ်အဲ့စုဆိုတော့အရေးပါတော့ရအောင်ဟိုလေးတူရတုံရမ်းမရတာကြီးတူချင်းဆက်လေးဟိုပါပြတမယာလေးညှိလိုက်လို့တယ်ထလီလို့ခေါ်တဲ့ထမင်းနဲ့ဟင်းအစုံပုံစံကတော့ကျွန်တော်လည်းအကြိုက်ဆုံးဖြစ်ပါတယ်နိုင်ငံတကာအစားအသောက်မျိုးစုံအပါအဝင် KFC တို့လို fast food brand ဆိုင်တွေပါအများကြီးမို့လို့အစားအသောက်မစားနိုင်မှာလုံးဝစိတ်ပူစရာမလိုတာပါဒီနေ့ကျွန်တော်စားမယ့်ဟာတွေပေါ့နော်အဲ့ဒါကြတော့အခုဒီလိုမျိုးဗာလဲနေပလီစားစာဆိုတော့ဒီမှာဆိုလို့ရှိရင်ဝက်သားရင်းရှိတယ်ကျွန်တော်ဝက်သားရင်းနဲ့မှာလိုက်တာဝက်သားနဲ့စားကြလို့ဆိုဝက်သားရင်းရှိတယ်နောက်ပြီးတော့ဒီမှာအရွက်စုံနောက်ဒီမှာဒါတွေကအတူမြုပ်လေးတွေပါလေးရှိတယ်ဆိုတော့ဒါဒိန်ချင်လို့တော့နောက်ဆုံးညမှာအချိုပွဲအနေနဲ့စားကြတာလေဒီကောင်ကတော့စုပါစုတယ်မသိတော့လည်းမတော့ကြည့်ရဘူးမြန်မာထမင်းဟင်းစားသလိုပါပဲတကယ်တော့အစီလေးနှစ်လေးနဲ့စားအခုကျွန်တော်ဒီလိုဆိုတဲ့ဟိုဟာလေးစားကြည့်နေတာတို့နေပလီယူရဟာလေးစားကြည့်နေတာပေါ့ဒါမင်းလေးကနေပြီးတော့လှုပ်တာအဲ့ပန်းကနေပြီးတော့လှုပ်ထားတဲ့အစားအစာတစ်မျိုးပေါ့တော့ထမင်းစားတာပေါ့အရသာဘာမှမရှိတော့မဲ့ဟိုလေဂျုံသားလေးလိုပဲ What is that? This is lentil soup. Oh. Dal. How again? Right. Just go out that way. Well, you can eat this with little rice. Oh, on the rice. Yeah. Just you have to pour like this. The rice is coming later. Oh. Oh. And what about the rest? The rest, just put like this. Okay. Like this and then together like this. Oh. तो आप लोग घी से नहीं तो वाले थोड़ा याद है मुंबई लिपि तो रहा है ना घी याद है मुंबई लिपि लोके का नाम हैကျွန်တော်ကနီပေါ်ကိုကိုယ့်အစီအစဉ်နဲ့ကိုသွားခဲ့တဲ့အခါကျတော့တနေရာမှာအကြိုင်းနေပြီးလေပက်လေးလာလေးရှိပါတယ်နီပေါ်မှာတခုအဆင်ပြေတာကကိုလှုပ်ဆောင်ခြင်းအားလိုက် guide တီးတက်ငှားဖို့လွယ်ကူပါတယ် trekking ဖြစ်ဖြစ် hiking ဖြစ်ဖြစ်ဒါမှမဟုတ်ဒေသန္တရဗဟုသုတအတွက်ပဲဖြစ်ဖြစ်အဆုံးစုံဒေသလမ်းဘေးစာလိုက်စားဖို့ပဲဖြစ်ဖြစ် guide တွေရှိပါတယ်လိုင်စင်က guide တွေဖြစ်ပြီးတော့ဈေးနှုန်းလည်းမများပါဘူးဒါပေမဲ့ဈေးကတော့ကိုယ့်ရဲ့တွင်ပြင်ပေါ်မူတည်ပြီးအနေငယ်ကွာခြားသွားနိုင်ပါတယ်ဒါပေမဲ့ဈေးညှိနှိုင်းလို့ရပါတယ်တချို့သမိုင်းဝင်နေရာတွေရောက်ရင်တော့ဂိုင်းငှားပြီးလေပက်လေးလာတာကိုအတွက်ဘုဟုတုတအများကြီးပိုရစေနိုင်ပါတယ်
ဂိုင်း9ရန်ခါကလည်း$10လောက်ပဲရှိတာမလို့အဆင်ပြေပါတယ်ဂိုင်းတွေကဈေးနှုန်းတစ်ခါတည်းပြောပြီးဖြစ်လို့အခြေတင်ကိစ္စလည်းမရှိသလိုသူတို့ရဲ့တာဝန်ကိုသူတို့အရင်ကြည့်ပြောကြပါတယ်စိတ်ပါလက်ပါကိုအချက်လက်စုံစုံလင်းလင်းရှင်းပြချင်ကြတဲ့စေနာစိတ်ကိုမြင်ကြရပြီးတော့ကိုနဲ့အချင်းကြာလာလေးကိုပေါ်ခင်မင်းစိနဲ့ဆက်ဆံမှုတူးတက်လာလေးပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ခီးစဉ်မှာနန်းတော်ဟောင်းဒါဘာစကွဲတွေစီသွားတဲ့အခါဂိုက်တွေကိုအသုံးပြုခဲ့တာကြောင့်တမိုင်းဖြစ်တွေကိုပုံမှုသိရှိခွင့်ရခဲ့ပါတယ် normally how do you charge It's a 1.5 hours tour. Explain you everything. yes It's a Nepali rupees 1,000. oh I see This is my number. yeah okay thank you ဆိုတော့ကျွန်တော်အခုဒီခီးစဉ်ဒီနေ့ဒီဘကပါ Bhaktapur, yeah. ဘကပါဒါပါ square ကိုလာတဲ့အချိန်မှာတော့ကျွန်တော်ရဲ့ guide ပေါ့နော် So here is the store name, A Chakra Handicraft. If you need any information, if you want to experience the sound healing, trekking tour around Nepal, yes. ဒါတူကဟိုဖြစ်ပါတယ်သဘောကောင်းကြပါတယ်ဒီကလူတွေဈေးလေးလည်းတက်တာပါတယ်အားပေးတင်ပါတယ်ပေါ့ဆိုတော့ guide ကတော့ဒီရောက်မှာပဲငှားလိုက်တာကျွန်တော်ကတော့ My name is B.M. Giri and I live in Patan. I am the officially guide Patan Preservation Organization. You can have my number also 977-980-3637024. It's my WhatsApp number. Plus 977-980-3637024. Thank you so much. trekking သွားဖို့ကတော့လေစိတ်မှာလည်းရုံးရှိတဲ့ Top of the World Adventure အဖွဲ့နဲ့ချိတ်ဆက်လှုပ်ဆောင်ခဲ့ပါတယ်သူတို့ရဲ့ရုံးက Kathmandu ရဲ့ Heart of Kathmandu လို့ပြောကြတဲ့တန်မဲမှာရောလေစိတ်မှာရောပါရှိလို့ဆက်သွယ်ရလဲအဆင်ပြေတယ်လို့ဈေးလဲချိုတာပါတယ်ရေခဲတောင် Everest Base Camp ကိုတွားချင်တာပဲဖြစ်ဖြစ် Kathmandu မြို့ဝင်းကျင်လဲချင်တာ trekking hiking လုပ်ချင်တာတွေအားလုံးကိုသူတို့စီမှာစုံစမ်းဝယ်ယူနိုင်ကြပါတယ်လုံခြုံစိတ်ချရပါတယ်လုံခြုံစိတ်ချရမှုဆိုတဲ့ safety အပိုင်းမှာနီပေါကိုကျွန်တော်အမှတ်ကောင်းကောင်းပေးမိပါတယ်နီပေါကိုအနောက်နိုင်ငံသားဆေကျော်သက်လေးတွေမိန်းကလေးတွေတကူတော်ခီးသွားလာလောက်ကြတာသွားခဲ့တဲ့လမ်းတစ်လျှောက်အများကြီးမြင်ခဲ့ရပါတယ်ကျွန်တော်ကိုယ်တိုင်လေးတကူတော်ခီးသွားနေနဲ့လာခဲ့တာမို့အဖက်ဖက်ကိုကြည့်ပြီးစိတ်ချရကြောင်းသိခဲ့ရပါတယ်ခီးသွားများတဲ့နေရာတွေမှာ tourist police ရဲကားတွေနဲ့ရဲတွေစောင့်ကြည့်ပြီးတာအမြဲရှိနေတတ်ပါတယ်လူတွေကိုယ်တိုင်ကလည်းဂျင်းထဲမဲဆိုတဲ့စိတ်မျိုးနေပါတယ်လို့ခံစားရပါတယ်နီပေါနဲ့ဆင်းတဲ့အခြားနိုင်ငံတစ်ခုသွားရင်လူကိုဆွဲလွှဲတော့မတက်ရောင်းချင်တာအတင်းလိုက်ကတ်တာပြူပြဲလိုက်ကြည့်တာမျိုးနီပေါမှာလုံးဝမတွေ့ရပါဘူးကြားမှမရွေးအသက်အရွယ်မရွေးလုံခြုံစွာခီးသွားနိုင်တဲ့အတွေ့အကြုံခံစားရစေတယ်လို့ကျွန်တော်ခံစားရပါတယ်နိုင်ငံရေးမတည်မငြိမ်ဖြစ်စေကာလမှုတော့ဆန္ဒပြပွဲလေးတွေရှိတတ်သေးသလိုပြင်းထန်တဲ့လုံခြုံရေးအစီအစဉ်တွေကိုလည်းမြင်ရတတ်တာမို့ဒါမျိုးအတွေ့အကြုံမရှိဘူးသူဆိုရင်လန်ကောင်းလန့်နိုင်ပေမဲ့ကျွန်တော်တို့မြန်မာတွေအတွက်ကတော့အတွေ့အကြုံရှိပြီးဖြစ်လို့တခြားသူတွေလောက်စိုးရိမ်စိတ်ဖြစ်မိမှာမဟုတ်ပါဘူးအခြားသိတင်တာလေးများနီပေါဟာမြန်မာနဲ့ယဉ်ကျေးမှုအနေထားတူညီလို့သိပြီးရှင်းပြကြမလို့တဲ့အပိုင်းတွေရှိပါတယ်။ဥပမာထမင်းစားရင်ညာလက်နဲ့စားပါဆိုတာမျိုးအိမ်ထဲဝင်ရင်ဖက်နဲ့ချွတ်ပါဆိုတာမျိုးဖျားစီတီတွေဖူးရင်လက်ရည်ဖူးရတယ်ဆိုတာမျိုးဟာမြန်မာလူမျိုးတိုင်းသိပြီးသားဖြစ်ပါတယ်။နီပေါတွေဟာဈေးအများကြီးတင်လေးမရှိတာမို့ဈေးဝယ်တဲ့အခါအရန်စစ်တာမျိုးကိုမကြိုက်တတ်ကြပါဘူး။လေပတ်စရာနေရာတွေမှာဝင်ကြီးပေးခါနေတိုင်းကိုဟာမြန်မာလာတာဖြစ်ကြောင်းသိကြရှင်းပြပေးပါ။သူတို့ကတော့ဘာမှလို့သိကြတာပေါ့နော်။ဒါဆိုဝင်ကြီးကထက်ဝက်တစ်ခါတလေ3ပုံ2ပုံအထိညွတ်နေသွားပါတယ် Which country are you from? from Myanmar Myanmar. Oh, Myanmar. yes You are lucky then. Show me your passport sure okay and you will get discount. free no No, you can 50% discount. okay I see တီဟာ Okay, now 500 rupees. okay တခုခက်တာကမြန်မာဆိုရင်လက်မဖြတ်ဝန်ထမ်းတချို့ကမတိကြတာရှိလို့တေချာရှင်းပြပေးရပါတယ်နီပေါရဲ့မြို့တော်ခက်မန်ဒူဟာဖွံ့ဖြိုးပါတယ်ကမ္ဘာကျော် brand တော်တော်များများလေးရှိပါတယ်အဲ့လိုပဲအတူတွေလည်းလမ်းမေးဆိုင်တွေမှာရောင်းချတတ်ပါတယ်ဖျားစီတွေတွင်ဝစ်စားစီရင်မှုကိုကြည့်ပါတယ်အတူပြတ်မရပါဘူးတချို့ဈေးတွေကြီးတွေမှာ TikTok ရိုက်တာလုံးဝတားမြစ်ထားပါတယ်ဟိန္ဒူဖျားเจ้าတွေကိုဟိန္ဒူဘာသာဝင်တွေကိုပဲဝင်ခွင့်ပြုပြီးဓာတ်ပုံဗီဒီယိုမှတ်တမ်းတင်ခွင့်မရှိပါဘူးစာရူးကြီးတွေကိုမြင်တွေ့ရတဲ့အခါကိုယ်အတင်းခေါ်တာမျိုးလုပ်တတ်ပါတယ်ကိုယုံကြည်တော့နားထောင်လိုက်အောင်ပါပဲမယုံကြည်တော့လည်းအစကတည်းကယဉ်ကျေးစွာနဲ့ပဲခေါင်းကြီးထက်ခွာသွားလို့ရပါတယ် တနည်းအားဖြင့်ကြာသွားဖို့အတွက်နည်းနည်းလေးလှမ်းတာ
ဒီပါတွေကြောင့်ပေါ့အချင်းတော့ရန်ကုန်ပါတယ်ပြီးတော့သူတို့စဖွင့်တဲ့အချိန်ကလည်းများတော့အဖြစ်ဆိုလို့ရှိရင်မနက်10 နာရီဝန်းကျင်လောက်မှာပဲ attractions တော်တော်များများစဖွင့်နေဆိုတော့ကျွန်တော်အဲ့ဟာလေးနဲ့ဆိုရင်ဟို AACC 8ပြီးတော့ AAC တော့လေးလို့ရတာပေါ့နော်ဒါပေမဲ့လည်းတချို့တရက်ထဲနဲ့နေရာဆုံးသွားတဲ့ဟာတွေရှိတယ်သူတို့ကြတော့ပြင်ပန်းတာပေါ့နော်အသေးသေးတီးဖို့ကြတော့ဓာတ်ပုံရိုက်ဖို့ဗီဒီယိုရိုက်ဖို့ကျွန်တော်လည်းနည်းခက်ခဲတာရှိတယ်ကျွန်တော်ဒီတစ်ခေါက်ခီးစဉ်လေးရကြတော့ AACC လေးပဲသွားလိုက်တယ်နေလိုက်တယ်ပေါ့နော်တနေရာရောက်လို့ရှိရင်အကြာကြီးနေပြီအကြာကြီးလေ့လာတယ်အကြာကြီးကြည့်တယ်အဲ့ဒီပုံစံလေးတွေပဲသွားလိုက်တာဆိုတော့တရက်ထင်းနေတော့နေရာစုံဝင်ရအောင်ကျွန်တော်ဆိုလို့ရှိရင်တနည်းကို2နေရာထန်ကုန်3နေရာပေါ့နော်ဆိုတော့အဲ့လောက်လေးပဲသွားပြီးလေ့လာဖြစ်ပါတယ်ဒီခီးစဉ်လေးရတယ်ဘာလို့ဒီပုံမှာလမ်းလျှောက်ခိုင်းလဲဆိုတော့သွားနေတယ်ခုလိုမျိုးရှေးဟောင်းဟာလေးကြီးကအင်းအများကြီးအကျိုးရအောင်ရတာကြောင့်မို့လို့ဒါကလမ်းလျှောက်များလျှောက်စေချင်တာပေါ့နော်ကုန်ကြစည်ဘယ်လောက်ရှိလဲဒီပိုင်းကတော့ကိုယ်တိုင်စီစဉ်ဆွဲသူများအကြိုက်တွေ့မဲ့အပိုင်းပါကျွန်တော်ရဲ့တပတ်တာနီပေါ်တကူတော်ခီးစဉ်မှာလင်ကအပါဒေါ်လာ600ဝန်းကျင်ကုန်ပါတယ်ဒီထဲမှာလင်ကဒေါ်လာ400ကျော်ကုန်ကြပါတယ်လင်ကတီကြီးနဲ့မှုလို့ပါဘတ်ဂျက်အလိုက်နဲ့ဆိုရင်တော့ပိုတက်တာနိုင်တယ်လို့လူစီစဉ်မှာသွားလိမ့်မယ်ဆိုရင်တော့အများကြီးပိုတက်တာနိုင်ပါတယ်နေထိုင်စားတောက်လေဘတ်ဂျက်ကအရန်ကိုတက်တာလုံးပါတယ်ဟိုတယ်ကတပတ်လုံးနေမှမြန်မာငွေနဲ့3သိန်းကျပ်ဒေါ်လာ80ခန်းလောက်ပဲကုန်ကြပါတယ်အစားတောက်လည်းဈေးချိုပါတယ်ဘီယာတွေတောက်ပြီးတော့စားတောက်မယ်ဆိုရင်တော့မှ9000ကျပ်ဒေါ်လာ$8ခန့်လောက်ပဲကျတင်မှာဖြစ်ပါတယ် trekking hiking တွေကတော့ဒေါ်လာ100ဝန်းကျင်ကုန်ကျနိုင်ပါတယ်တက္ကစီကားတွေကတော့ရန်ကုန်ကချက်တောင်ပူချူသားနေတာကိုကြုံရပါလိမ့်မယ်နေရာတချို့ဝင်ကြီးပေးရတာရှိပေမဲ့အရှိတောင်အာရှနိုင်ငံတွေအထူးလျှော့ဈေးပေးတဲ့နေရာတွေများတာမို့လို့တက်တာလွန်သွားပါတယ်သွားလီယာပတ်စပို့တည်သွားဖို့လိုပါတယ်ဒါမှကိုယ်ပဲနိုင်ငံသားလေးဆိုတာကိုတက်တည်ပြဖို့အဆင်ပြေမှာဖြစ်ပါတယ်နီပေါ်ကိုကိုယ်အစီအစဉ်နဲ့ကိုသွားတင်သလား travel agent နဲ့သွားတင်သလားနီပေါ်ကိုကိုနှစ်သက်လို့ခီးသွားနိုင်ပါတယ်လုံခြုံမှုကောင်းတဲ့နိုင်ငံလေးဖြစ်တာမို့ကိုယ်အစီအစဉ်နဲ့ကိုပဲလာ travel agent တွေနဲ့ပဲလာတာအဆင်ပြေပါတယ်ခီးစီစဉ်ရတာစိတ်ဝင်စားတဲ့သူမျိုးဆိုလို့ရှင်တော့အခန့်သားစီစဉ်ပေးပြီးဖြစ်တဲ့ travel agent တွေရဲ့ခီးစဉ်အတိုင်းလိုက်ပါတင်ပါတယ်ကိုယ်တိုင်စီစဉ်ရကြိုက်တဲ့သူတွေအတွက်ဒီရောက်မှအစီအစဉ်ဆွဲကိုယ်တိုင်မြေပုံချိလျှောက်သွားလို့လည်းမခက်ပါဘူးကိုယ်အကြိုက်ပေါ်မှာမူတည်ပြီးတော့လှုပ်ရှားလို့ရပါတယ်ဒီလိုမျိုးအဖက်ဖက်ကအဆင်ပြေတဲ့နေရာကိုကျွန်တော်တို့စီကလူငယ်တွေလည်းခီးရောက်စေခြင်းမိပါတယ်တကူတော်လာမယ်ဆိုရင်တော့မှအစင်တင့်လုံးအားကြီးလို့စမ်းသက်ခြင်းတဲ့လူငယ်တွေကိုလည်းအထူးအားပေးခြင်းပါတယ် content ဖန်တီးခြင်းတဲ့သူတွေလည်းဖန်တီးတင်ပြဖို့အတွက်ကောင်းတာတွေအများကြီးတွေ့မြင်ရတာမို့စမ်းလုပ်ကြည့်စေခြင်းပါတယ်ဒီဘောနိုင်ငံဟာတကယ်တမ်းတော့တစ်ခါထက်မကလာလေခြင်းစရာကောင်းတဲ့နိုင်ငံဆိုတာကိုညွှန်းဆိုရင်းနဲ့ဒီဘောနိုင်ငံမသွားခင်မှာတည်တင်တာတွေပြင်ဆင်ထားတင်တာတွေကိုဝေမျှပေးလိုက်ရပါတယ်ခင်ဗျာဒီဘောကကျွန်တော်ထင်ရတယ်အများကြီးပျော်ဖို့ကောင်းတယ်ကြိုက်တယ်အရင်ကြိုက်တယ်လူတွေရဲ့အနေအထားတွေဘာတွေအစားကျွန်တော်အရင်သဘောကျတယ်အထူးဖြင့်သူတို့ကကျွန်တော်လူမျိုးတွေလိုပဲဟိုအရင်ကူညီတတ်တယ်ဆိုတော့တွေးလိုက်တယ်ပေါ့နော်ဆိုတော့အဲ့ကူညီတတ်တာလေးတခုတော်တော်သဘောကျတယ်နိုင်ငံရေးချင်းတွေဘာတွေအားလုံးကလည်းဒီနီပေါ်နဲ့ပတ်သက်ပြီးသိပြီးသားဖြစ်ပါလိမ့်မယ်သူတို့လည်းအရင်စူးစမ်းရုန်းကန်နေရတယ်ပေါ့နော်ပြီးခဲ့တဲ့အဖြစ်အရေးခင်ကာလလေးအပြီးမှာသူတို့ကမြန်မြန်ကြီးဖွင့်ပြီးတိုးတက်လာတာကိုတော့ကျွန်တော်အရင်အားကြသဘောကျပါတယ်သူတို့တွေဒီ tourism တွေကလုံးဝကျမသွားဘဲနဲ့ဒီမှာဆိုလို့ရှိရင်နိုင်ငံခြားသားနောက်နိုင်ငံသားတော်တော်များများတွေ့ရတယ်ပေါ့နော်ဆိုတော့တခုအားတာတာကျွန်တော်တို့အရှိတောင်အာရှနိုင်ငံတွေဆိုလို့ရှိရင်ပညာပဲတော့ဝင်ကြီးတွေကစာအရန်ဟိုထက်ဝက်ကြော်လောက်ရှော့ပြီးရနိုင်တာလို့တွေ့ရတာပေါ့နော်တခုပဲသူတို့မြန်မာရဲ့ဗမာရေကိုတိတ်မသေးကွဲသေးတာများတော့တိတိကျကျလေးနှစ်ခုလုံးပြောနိုင်လို့ရှိရင်ပိုကောင်းတယ်လို့အကြံပြုချင်ပါတယ်ဟုတ်ကဲ့ဒီဗီဒီယိုလေးလည်းနှစ်သက်သဘောကျမယ်လို့ယုံကြည်ပါတယ်နှစ်သက်သဘောကျရင်ဆို like and share လုပ်ပေးလို့ရသလိုကျွန်တော်ရဲ့ channel လေးကို subscribe မလုပ်ရသေးရင်လည်း subscribe လုပ်ခဲ့ပါအောင်လို့ပြောချင်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်ဒီက The Traveler ပါ